Everton နဲ့ပွဲမှာကူညာရဲ့ပါးနက်တဲ့အချိန်ဆွဲမှုက United အတွက်အဖိုးတန်3မှတ်ထပ်သွားခဲ့ပါတယ်။ဘောလုံးဝင်းထဲမှာအချိန်ဆွဲနေအမျိုးမျိုးရှိပါတယ်။ဒါပေမဲ့အခု Matheus ကူညာလောက်ပြသွားတာကတော့ပညာသားပါပဲ။တစ်ဖက်လူကိုစိတ်သက်ကြအောင်ဘယ်လိုလုပ်ရမလဲဆိုတာသူကောင်းကောင်းပြသွားခဲ့ပါတယ်။ James Garner တယောက်ဒေါသထွက်ပြီးသူ့ကိုအတင်းထခိုင်းနေချိန်မှာကူညာရဲ့မျက်နှာကအေးဆေးပါပဲ။ဒါဟာရိုးရိုးအချိန်ဆွဲတာမဟုတ်ဘူးဗျ။ပြန်တစ်ဖက်ကိုစိတ်သက်ပိုင်းဆိုင်ရာပါကစားသွားတာပါ။ Garner တယောက်ဘလောက်ပဲအော်ကူညာရဲ့ပြုံးကအားလုံးကိုအနိုင်ယူသွားပါတယ်။တချို့ကဒါကိုအားကစားစိတ်သက်မရှိဘူးလို့ပြောကြပါလိမ့်မယ်။ဒါပေမဲ့နိုင်ပွဲတစ်ခုကတည်းဆိုရင်ဒါဟာပေါင်းတဲ့နီးဗျူဟာတစ်ခုပါပဲ။ကူညာက professional တယောက်လိုပဲအချိန်ကိုဘယ်လိုတက်ရမလဲ။ပြိုင်ဘက်ရဲ့ကစားကွက်အရှင်ကိုဘယ်လိုဖျက်ရမလဲဆိုတာဂါနာရှေ့မှာတင်လက်တွေ့ပြသွားတာပါ။ဒီလို drama တွေကြားမှာ Benjamin Sesko ရဲ့အနိုင်ကိုကြောင့် United တို့3မှတ်အပြည့်ရခဲ့ပါတယ်။အခုဆိုရင် Chelsea နဲ့ Liverpool တို့ထက်3မှတ်အသာနဲ့ top 4 လမ်းကြောင်းပေါ်မှာအခိုင်အမာခြေကုပ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီနိုင်ပွဲမှာကူညာရဲ့ဒီလိုရန်ဆက်မှုကလည်းအစိပ်အပိုင်းတစ်ခုအနေနဲ့ပါဝင်နေတာပေါ့။ကဲခင်ဗျားတို့ကူညာရဲ့ဒီကွက်ကိုဘယ်လိုမြင်လဲ။ဒါဟာပါးနက်တဲ့ကစားကွက်လားဒါမှမဟုတ်ရုပ်ဆိုးတဲ့လုပ်ရလား comment မှာပြောသွားကြပါဦး။